တော်တို့ယခုရောက်ရှိနေတဲ့နေရာကတော့တွန်တေးခရိုင်ဒလားမြို့နယ်ရဲ့အထွက်ပါဒါကျွန်တော်တို့ရန်ကုန်ဒလားမြေကူးသရာအစ်စ်ကြီးရနေပြီးတော့ကျွန်တော်တို့ကတဲ့တဲ့လာတာအဲ့မှာကျွန်တော်မြေပုံလေးကျွန်တော်ထည့်ပေးထားပါတယ်အဲ့မှာဘယ်ဘက်ကိုချိုးရသလားဆင်းဆင်းပြီးချင်းဘယ်ဘက်ချိုးလို့ရှိရင်ကျွန်တော်တို့ဒလားမြို့နယ်တဲ့ပါတဲ့တဲ့သွားမယ်ဆိုလို့ရှိရင်10အိမ်တန်းကမ်းခြေဆိုတဲ့နေရာကိုသူကနေပြီးတော့ဆိုင်းဘုတ်လေးပြထားပါတယ်ပြီးတော့ကျွန်တော်တို့ညာဘက်ကဆိုလို့ရှိရင်တော့တွန်တေးသို့ဆိုတဲ့လမ်းကျော်ဖြစ်ပါတယ်အခုကျွန်တော်တို့ကတွန်တေးသို့လမ်းကျော်လည်းမဟုတ်ဘူးဘယ်ဘက်ကိုဒလားဘက်သို့လမ်းကျော်လည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒလားဆင်းဆင်းပြီးချင်းကိုတဲ့တဲ့ကျွန်တော်တို့10အိမ်တန်းကမ်းခြေသို့ဆိုတဲ့ဘက်ကနေကျွန်တော်တို့ကလာနေတာဖြစ်ပါတယ်ဆိုတော့ကဲအခုကျွန်တော်တို့စိန်တန်းကမ်းခြေကျွန်တော်အခုကမ်းခြေရောက်ပြီပေါ့နော်ဒါမြန်မာနိုင်ငံတောင်ဘက်ဆုံးတစ်ခုပါပဲကျွန်တော်မော်လမြိုင်မွန်ပြည်နယ်တနင်္သာရီတိုင်းရေးဘိတ်တပွဲတွေကျွန်တော်တို့ကကော့တောင်းတွေမထည့်ဘူးဆိုလို့ရှိရင်တော့ဒါကမြန်မာနိုင်ငံတောင်ဘက်ဆုံးကျွန်တော်တို့ဒါရန်ကုန်တိုင်းဒေသကြီးရဲ့ကျွန်တော်တို့တောင်ဘက်အရိုက်ကအစွန်ဆုံးကမ်းခြေပါပဲကဲကဲဒါစိန်တန်းကမ်းခြေဖြစ်ပါလေသားပါလေးတွေကမ်းခြေရဲ့အရသာခန်းစားကြည့်ပါဦးစီပါတယ်တိုင်းတာတကူတွေတော့စီပါတယ်ကျွန်တော်အခုထိုင်မဲ့ဆိုင်နာမည်ကတော့ဆိုင်နာမည်အထူးဆိုင်ပါပဲပင်လယ်စာနဲ့စားပွဲဆောင်ဆိုင်မှာကျွန်တော်တို့ထိုင်ပြီးတော့စားတော့ကြမှာဖြစ်ပါတယ်ဒါတော့ဆိုင်ရဲ့ရှေ့ဘက်နေရာပါပဲမတော်ညိုကြီးရှိမဲ့လေငွေခယူတွေပင်လယ်စာမျိုးစုံဒါကတော့ကျွန်တော်အခုထိုင်နေတဲ့ဆိုင်ရဲ့ဘေးနားဆိုင်ပါသူရှိမှလည်းစီးပြူမြင်ရခဲ့ပါတယ်ကျွန်တော်တို့မြင်ရခဲ့တယ်လို့ထင်တယ်ထော်လာကြီးကဲကျွန်တော်နဲ့တူကျွန်တော်တို့ရဲ့စားတော့မဲ့ဆိုင်လေးကိုလိုက်ခဲ့ပါရအောင်ဒါတော့ဆိုင်ရဲ့ကမ်းခြေရဲ့အနောက်ဘက်ပေါ့နော်ဒါကမ်းခြေဆိုင်လေးရဲ့အနောက်ဘက်ပိုင်းလေးကျန်တဲ့ဆိုင်တွေတော့ကျွန်တော်တို့ထူးဆန်းသူတို့ဆိုင်ရင်မရိုက်ပြတော့ဘူးဟိုကျွန်တော်တို့ဆိုင်မဲ့ဆိုင်ရဲ့နေသားလေးဖြစ်ပါတယ်ဆိုင်လေးကတော့ဒီနေ့တော့လူမရှင်းဘူးချားလူတွေရှိတယ်ကျွန်တော်ဆွဆက်တော့ရိုက်တော့မရဒါဆိုင်ရဲ့မြင်စင်နဲ့မြင်ကွင်းပါပဲဒါဆိုင်ရနေပြီးတော့အပေါ်ဘက်ကနေပြီးတော့မြင်ရတဲ့ view ပါပဲကဲအခုကျွန်တော်နဲ့တူစားတော့ဆရာလေးတွေကျွန်တော်လေ့လာကြအောင်လေနော်ကျွန်တော်တို့စားကြမယ်တောက်ကြမယ်စားကြမဟေးကောင်းကောင်းပေါ့ဗျာနော်ကဲဒါကျွန်တော်တို့ရန်ကုန်ရဲ့တောင်ဘက်ဆုံးကမ်းခြေစိန်တန်းကမ်းခြေဘာလေးထူးကြလဲဆိုတော့ဟိုဟာဗာလဲရွှေရတော့အခုမြင်နေရတဲ့အတိုင်းပဲချောကလက်ရောင်ကလေးနဲ့အခုကျွန်တော်နေနေတဲ့နေရာကတဲမဟုတ်ဖ ೇನೆ ကျွန်တော်တို့အခုကရွှွန့်လို့ပေါ့နော်ရွှွန့်လို့ပဲပြောရမှာပဲရွှွန့်ပုံစံလေးတော့ဖြစ်နေတယ်ဒီဟာလေးတော့ကြိုက်ရင်သို့မဟုတ်ဒီအရသာကိုလိုချင်လို့ရှိရင်တော့
လာပါဒီဟာလေးခက်ခဲတော့ရှိတယ်ကျွန်တော်ကိုမေးမယ်ဆိုလို့ရှိရင်တော့ကြိုက်သလားဆိုတော့ဒီမှာလေးကျွန်တော်ဒီမှာလေးနဲ့သွားဒီမှာရှုံးတော့ဒီလိုတော့ဖြစ်မယ်အဲဆိုတော့ကြိုက်ရင်တော့လာမကြိုက်ရင်မလာနဲ့ဖက်နဲ့မလာသင့်ဆုံးပဲဒီကတော့ဖက်ဟွာတော့ဖြစ်မှာမဟုတ်အဲမှာကျွန်တော်တို့မိတ်ဆွေတူကနေပြီးတော့တန်းလေးတော့စီးနေတယ်ကျွန်တော်နဲ့အတူတူမြန်မာနိုင်ငံလို့ခြုံပြောလို့ရှိရင်တော့မှားသလားဆိုတော့မမှားဘူးသို့တော့ကျွန်တော်တို့ဟိုကချင်ပြည်နယ်မြောက်ဖက်ပိုင်းကနေပြီးတော့ကျွန်တော်တို့ကတောင်ဘက်အစုံတဲတဲ့ကျွန်တော်တို့ကမြင်းပြောင်ဆွဲချလိုက်တာနဲ့ပြန်နေတဲ့စကိုင်းဖော့ပေါ့နော်စကိုင်းကျွန်တော်တို့ကမြင်းကလင်အကွဲချောင်းနဲ့ပဲနှိုင်းရမှာပဲမြောက်ကနေတောင်ကနေမြောက်ဆိုလို့ရှိရင်တော့ဒါကတောင်ဘက်အကျဆုံးကျွန်တော်တို့ကမ်းခြေတစ်ခုဖြစ်တဲ့စိန်တန်းကမ်းခြေကိုကျွန်တော်တို့နဲ့အတူတူခန်းစားလို့ပြီးသွားပြီလို့ထင်ပါတယ်ရှိသမျှအရာတွေရိုက်တိုက်တာတွေကျွန်တော်ထူးဆန်းတဲ့ hidden တွေတဲ့မှာ Easter egg တွေတော့ကျွန်တော်ဘက်ကတော့ဘာမှမတင်ဆက်ခဲ့ရဘူးမြင်သွားတယ်စားရရှိတာစားတယ်ရေထိစရာရှိတာထိတယ်ပထမဆုံးချိန်ကျွန်တော်ရောက်ဘူးချင်းပဲအဲ့အတွက်ဘာမှတော့တိတ်ထူးခြားတော့ကျွန်တော်ဒီချိန်မှာတော့ပြောလို့မရသေးဘူးသွားတဲ့အတွေ့အကြုံ feelings ကျွန်တော်ဒါပဲဟိုဖြစ်ပါတယ်စိတ်ထဲကမှန်တိုင်းခံစားပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုချောင်းသာတို့ငွေဆောင်တို့ဒီ beach vibes တွေသဘောကျတဲ့သူဆိုလို့ရှိရင်တော့မစိုးဒါကျွန်တော်တို့ရန်ကုန်နဲ့ဒါအနီးဆုံးပဲလေရန်ကုန်ကဥမာထားလိုက်ပါတော့လာတာမှာနေနေတဲ့သူတယောက်ကချောင်းသာငွေဆောင်စသဖြင့်တို့မဟုတ်ကျွန်တော်တို့တွေကခြားသောမြို့တွေတိုင်းတွေကိုမသွားချင်ဘူးမိမိရဲ့ရန်ကုန်တိုင်းထဲမှာပဲရှိတဲ့ကမ်းခြေနဲ့အနီးဆုံးနေရာတခုကိုသွားမယ်ဆိုလို့ရှိရင်ဒီကိုလာလိုက်ရုံပဲလေကမ်းခြေ vibe ကောင်းရတယ်သို့တော့ဆိုတော့ပြောတဲ့အတိုင်းပဲကျွန်တော်ရိုက်ပြရတဲ့ထဲမှာပါတယ်ရေလေးကိုကျွန်တော်အမှန်တိုင်းပြောတာကျွန်တော် sensitive ဖြစ်တာမဟုတ်ဘူးရေလေးတော့ကျွန်တော်သိပြီးတော့ကျွန်တော်ခံစားချက်ပါသဘောမကျခြင်းဘူးပြီးတော့အဲ့လိုခြေထောက်နင်းလိုက်တဲ့ဟာကသဲဆိုလို့ရှိရင်အမော်နော်နင်းရတဲ့အရာသာသိတယ်မလား beach vibe လို့ကျွန်တော်ရသေးတယ်အခုကကျတော့နင်းလို့ရှိရင်ရွှွန့်ကြီးဖြစ်နေတဲ့အရာသာကြီးကိုကျွန်တော်တိတ်မကြိုက်ချင်ဘူးအဲ့ရအောင်ကြိုက်တဲ့ရတာရှိတဲ့သူဆိုလို့ရှိရင်တော့ပြောစရာမလိုဘူး vibe ရေးလဲမိုက်တယ်လာတင်သလားဆိုရင်တော့လာတင်တယ်ပင်လယ်ဆိုင်နဲ့ပတ်သက်ပြီးတော့ရသလားဆိုရင်တော့ရတင်သလောက်ရတယ်သို့တော့ကျွန်တော်တို့တွေက3 star 2 star 4 5စသဖြင့်ထားလိုက်ပါတော့5တော့မပြောတော့ပါဘူး1 2 3 4 star hotel တွေတိတယ်မှာလား motels တွေအင်းတွေဘာညာကူကွာတွေရှိသလားဆိုတော့အဲ့ဒါတော့မရှိသေးဘူးဒီတိုင်းပဲနေချင်းပြန်ခီးသဘောမျိုးလေးလာမယ်ဆိုလို့ရှိရင်တော့လာတင်ပါတယ်ဆိုတော့ကျွန်တော်နောက် vlog တွေမှာတွေ့ကြပါမယ်ဒီ vlog လေးကိုကျင်းနေလိုက်မယ်အားရလိုက်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ Facebook ကော Instagram X စသဖြင့် YouTube မှာ like and subscribe လေးလုပ်ပေးပါအောင်နောက် vlog တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ peace sayonara assalamu alaikum